ဘာကြောင့်သားသမီးမရနိုင်တာလဲသားသမီးရရှိခြင်းနဲ့ပတ်သက်ပြီးဘယ်လိုလက္ခဏာတွေကအခက်အခဲကိုပြသနေပါသလဲဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့သားသမီးလမ်းကြောင်းမပါရှိခြင်းဖြစ်ပါတယ်အမျိုးသမီးတဦးရဲ့လက်ဖဝါးပေါ်ကဘောရဝုဂျိုကုံအိမ်တော်ကြီးလမ်းကြောင်းအထက်မှာသားသမီးလမ်းကြောင်းလုံးဝမပါခဲ့ရင်ဒီအမျိုးသမီးဟာကလေးမွေးရမှာကိုကြောက်တာသားသမီးဒုက္ခကိုမခံလို့တာတန်ရောစင်နေတာစတဲ့အကြောင်းတွေကြောင့်ကလေးမယူပဲနေတတ်ပါတယ်ဒုတိယအချက်ကတော့တောက်ကြကြိုးကိုပြားကက်6တွေ့ခြင်းမှာတောက်ကြကြိုးကုံဟာအချစ်ရေးအတွက်သာမကသားသမီးအရေးအတွက်ပါအရေးကြီးပါတယ်ဒီကြိုးကုံဟာပြားချက်6တွေ့နေပြီးသားသမီးလမ်းကြောင်းလည်းမပါခဲ့ရင်ကာမစန္ဒဘက်အားနေပြီးကလေးယူလို့စိတ်နေပါမယ်။တို့ဤမျိုးဗီဇမှာလည်းစွမ်းအားမရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။တတိယအချက်အနေနဲ့တောက်ကြကြုံကမိုးမောက်လွန်းနေပြန်ရင်လည်းသားသမီးမရနိုင်ပါဘူး။အခြေရေးကိစ္စတွေအလိုကြီးပြီးလွတ်လွတ်လပ်လပ်ခြေကျိုးတွေလိုတဲ့စိတ်ကြောင့်သားသမီးမယူလို့ပဲနေခဲ့ရကနေသားသမီးမရပဲဖြစ်တတ်ပါတယ်။စရုပ်အချက်ကတော့တနင်္လာကျိုးကုံပေါ်မှာကျွန်းကျဲကြက်ချီအမှတ်သားတွေပါနေခြင်းဖြစ်ပါတယ်။ဒီလိုအမှတ်သားတွေပါနေရင်ကလေးရမှာကိုကြောက်တတ်တယ်လို့ကလေးမရပဲမြုံနေတတ်ပါတယ်။ကလေးကိုချစ်တတ်တဲ့စိတ်လည်းနေပါတတ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ဥအောင်လမ်းကြောင်းနဲ့ပြမကြီးလမ်းကြောင်းဖြတ်တဲ့နေရာမှာကျဲအမှတ်သားပါရှိနေခြင်းပါပဲ။ဒီလိုအမှတ်သားပါသူတွေဟာကလေးမချစ်တတ်တယ်လို့ကလေးရဖို့လည်းခက်ခဲတတ်ပါတယ်ကလေးရနိုင်ကြီး20ရာခိုင်နှုန်းသာရှိပြီးရခဲ့ရင်တော့သားသမီးအပေါ်တန်ရောစင်နေပါတတ်ပါတယ်ဒါတွေကတော့လက္ခဏာပညာရဲ့အရာသားသမီးမရနိုင်ခြင်းဒါမှမဟုတ်ရရန်ခက်ခဲခြင်းတို့ကိုပြသနေတဲ့အထူးလက္ခဏာရဲ့တွေပဲဖြစ်ပါတယ်လက္ခဏာပညာရဲ့ဟာအနာဂတ်ကိုကြိုတင်ခံမှန်းတာထက်မိမိရဲ့စိတ်နေသဘောထားနဲ့ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုသိရှိဖို့အထောက်အကူပြုတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်